เคမင်္ဂလာပါ brother တွေကျွန်တော်အခုပင်ကူမောင်းပါเนาะဒီပင်ကူမောင်းကိုကျွန်တော် promote တက်မယ်ပေါ့เนาะpromote တက်ပါမယ် promote တက်မယ်ဆိုတော့promote တက်ရင်ပေါ့เนาะဒီပင်ကူမောင်းကိုဘယ်ဟာလေးရှောင်းဘယ်နားမှာဘယ်လိုရှောင်းရလဲဘာဘယ်လိုလုပ်ကလေးပြောပြပေးမယ်ပေါ့เนาะโอเคအဲ့ဒါကျွန်တော်ဝင်မယ်เนาะကျွန်တော်ကတော့လောလောဆယ်သုံးထားတဲ့ TS ဆက်ကတော့ဒီ sharpness ပဲတုံးလာတယ် sharpness ပဲနဲ့ပဲတက်အောင်မယ်ပေါ့နော်ကျွန်တော်လည်းကျွန်တော်ဒီ startup ဆိုတွေ fan နေတော့မဟုတ်လို့တခြား page လေးတွေမပြလေးပေါ့နော်အခုလောလည်းဒီမှာsniper ဆိုလဲ calibration platform ဖြစ်သွားပြီဒီကောင်လည်း calibration အပြည့် armor လည်းအကုန် calibration အပြည့်နေပေါ့နော်မောတွေဘာတွေတုံးလဲဆိုတာတော့နောက်မှရှင်းပြမယ်နော် okay အဲ့ဆိုကျွန်တော် boss ကိုဝင်တက်တော့မယ်နော်sorry မောင်မရွေးပဲနဲ့ဝင်လိုက် okay အဲ့ဒါကျွန်တော်ရိုးရိုးဟိုအိဖြစ်သွားတယ်အဲ့ဒါကျွန်တော်exit တန်ပြန်ပြန်လုပ်လိုက်မယ်နော်ပြန်ဝင်လိုက်မယ်နော် okay အစားတော့ကျွန်တော် stamina buff ထားတယ် PR တောက်ထားတယ်ပေါ့နော်အဲ့ဒါလေးပဲလုပ်ထားတယ်ကျန်တာတွေဘာမှမလုပ်ထားဘူး okay ကျွန်တော်ပြန်ဝင်မယ်ပေါ့နော်ပြန်ဝင်မယ် remove and okay ဘူးโอเคဒီမှာဆိုသူပြင်ပေးထားတော့မှာပေါ့နော်သူအစိတ်တွေဆွတ်တော်မယ်အဲ့ကျရင်ကျွန်တော်ဒီတိုင်နားမှာကတ်နေနော်ဒီတိုင်နားမှာကတ်နေမယ်ကျွန်တော်ဟိုဘက်ကဥတွေစနိုက်ပါနဲ့ဖြစ်မယ်နော်တိုင်မှာတက်ပြီးဒီအစိတ်လို့ဒီတိုင်နားမှာကတ်နေဒီအစိတ်တွေမဖြစ်ဘူးခင်ဗျနော်โอเคအဲ့ဆိုရင်ကျွန်တော်အစိတ်လွတ်နေတယ်အဲ့ဆိုဥတွေနှမ်းပြီးတော့ကျန်နေတယ်ကျွန်တော်ခုလိုက်ရှာမယ်ဟောနှလုံးဟောကိုယ်ပုံကိုပြကြရနော်โ
okay ဒါတော့သူစိတ်ပြန်လို့ဒီတာဝါပြန်တက်မှာပေါ့နော်Okay, easy နော်ဘယ်လိုလဲနော်ဒါဆိုဒီကောင်လေးလိုက်ကောင်း asset လေးရဒီ generate ခံပါတယ်เนาะအဲဒါကျွန်တော်ဒီခံမှာ ဒီခံကိုကျွန်တော် define လုပ်လိုက်လို့ရှိရင် calibration blueprint ထွက်လာမယ်ပေါ့နော် calibration blueprint ရမယ် okay ပင်ကိုပေါ့ဒါ pro တက်တာပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ